ဒီကောမက်လေးကတော့ရှာပပကောမက်ပဲဗျဒါတစ်ချိန်တော့ကကျွန်တော်တင်းတိတ်မှဲ့ကြောက်အမဲဆက်တွေနဲ့ပတ်သက်ပြီးတော့စိနီတနီတင်ပေးခဲ့တာပေါ့ဗျာအဲ့စိနီရပဲစခဲ့တာဒါလွန်ခဲ့တဲ့2021ပေါ့2021မှာကျွန်တော်အဲ့တော့အပျော်တန်းဆော့တာဗျာတစ်တော့ကျွန်တော်အပျော်ဆော့တာစိတ်ထွက်ပေါက်တစ်ခုနဲ့ကျွန်တော်ဆော့တဲ့အချိန်မှာကျွန်တော်ဒီမျိုးသမီးတယောက်လာမေးတာပေါ့အဲ့တော့ကိုကြီးရဲ့မျက်နှာမှာလည်းမှဲကြောက်တွေရောအမဲဆက်တွေရောဖြစ်နေတယ်ပေါ့နော်အဲ့ဒါဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့ကျွန်တော်အပျော်ဆော့နေတဲ့လူတယောက်ကိုသူအဲ့ကောမကြီးလာမေးတယ်အဲ့ကျွန်တော်လည်းဘယ်လိုပြောမလဲတတိပညာမနေတာဆိုသလိုပေါ့အဲ့ဒါဆိုရင်တော့ဒီလိုလုံးလို့စက်သွန်တွေကိုကြိတ်ချပြီးအရေးထုံးလို့ဟင်းစားစုံတစ်စုံလို့တန်မြာသီးစစ်ကိုလည်းအဲ့လိုမျိုးအရေးထုံးဟင်းစားစုံတစ်စုံတန်မြာသီးတော့မဖြစ်စေနဲ့ရှောက်ရည်လည်းမဖြစ်စေနဲ့တန်မြာသီးပေါ့နော်အဲ့တော့တန်မြာသီးအရေးရယ်နောက်ပြီးတော့စက်သွန်ဒီအရေးရယ်အဲ့ဒါလေးကိုစားတူရောပြီးလို့ရှိရင်မျက်နှာတစ်ပြင်လုံးလိမ့်15မိနစ်နိုင်ခွဲလောက်နေလို့ရှိရင်မျက်နှာတက်လိုက်အဲ့လိုမျိုးလေးကိုနှစ်ရက်ချတစ်ခါလောက်လုပ်ပေးနော်တပတ်ကို2ကြိမ်လောက်တော့လုပ်ပေးနော်အဲ့လိုကျွန်တော်တင်ပြီးလိုက်ရောတင်လိုက်ရောကျွန်တော်ဒီ post ကလုံးဝ try ဖြစ်သွားတာသိရမလားအဲ့ဟိုဆရာကြီးတွေရောက်လာတာပေါ့နော်ဆရာကြီးတဲ့မျက်နှာနဲ့တဲ့ဒီတိုင်မြာကြီးနဲ့လုံးဝမတည့်ဘူးလေတဲ့ချွေးပေါက်ကျဲတဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဖြစ်လာတော့တက်လားအဲ့ဒီအချိန်မှာသူတို့ဒီ comment တွေကမစီမဆန်ရောက်လာတော့ကျွန်တော်ဒီ post ကြီးကလုံးဝ try ဖြစ်သွားတာကျွန်တော်ဒီဇက်ကေဆိုပြီးဖြစ်လာအောင်သူတို့ကတွန်းအားပေးလိုက်တာဗျပြောမယ်ဆိုသိရမှာနဲ့အကုန်လုံးရောက်ချလာရောက်ပြီးကျွန်တော်တခုမေးတာပေါ့နော်ဆရာဟိုကဖြစ်တယ်ဒီကဖြစ်တယ်ဟိုကဖြစ်တယ်ဒီကဖြစ်တယ်ကိုကလည်းတတိပညာမနေတာလေသိရမလားအဲ့တော့ပြောတာပေါ့အကုန်ပြောရင်းနဲ့အခုနောက်ဆုံးတော့ဒီဆေးကိုထုတ်ပြီးတော့လှူဒန်းတဲ့ဇက်ကေဖြစ်လာတာပေါ့ဗျာအဲ့တော့ဒါလေးကကျွန်တော်ရဲ့မှတ်ရ comment လေးပေါ့နော်ဒီစိနီးကကျွန်တော်2021ခုနှစ်မှာစပြီးတော့ဇက်ကေဖြစ်လာအောင်နံပါတ်1 first time တင်ခဲ့ဘူးတဲ့စိနီးပေါ့ဗျာအဲ့တော့ခင်ဗျားတို့တခုပြောချင်တာကစိနီးကတော့ပြောပြီးသွားပြီပေါ့နော်အဲ့တော့တန်မြာသီးကခင်ဗျားတို့မျက်နှာနဲ့တဲ့တယ်မတဲ့ဘူးလှုပ်ချင်တဲ့ဘာလူတွေလှုပ်မလှုပ်ချင်တဲ့သူတွေကြော်သွားဗျာနော်ဟလာအဲ့တော့ကောင်းတဲ့လူကတော့လက်တွေ့သူကောင်းပါတယ်ဆိုပြီး comment လာရေးပေးရတယ်သူကောင်းသွားတယ်ဆိုတာကတော့ကျွန်တော်တို့အလောရှင်များရဲ့တနာမှုနဲ့ကောင်းသွားတာဖြစ်ပါတယ်ကျွန်တော်ကြောင့်ကောင်းတာမဟုတ်ပါဘူးကျွန်တော်ကတော့တက်နိုင်ဆုံးဖြစ်အောင်အနည်းဆက်ဆုံးဖြစ်အောင်စူးစမ်းပြီးတော့ကျွန်တော်ညံစွမ်းလေးနဲ့ညီကောင်မတွေကိုတစ်ဖက်တစ်လမ်းနေပြီးတော့ကူညီပေးတဲ့အကြောင်းခံလေးစက်ကေပါအဲ့လေ Okay အခုလို comment လာရေးပေးတဲ့ဒီ comment ပိုင်ရှင်ကိုလည်းကျေးဇူးတင်ပါတယ်ဒီညီကောင်မကတော့ဘယ်ကတွေ့ထားလဲမသိဘူးကျွန်တော်မှာ YouTube ကောက်ရှိတယ် YouTube ကောက်ကဇော်မေစက်ကေ55နောက်ပြီးတော့ TikTok ကောက်ကဇော်မေစက်ကေ007ပြီးတော့ဇော်မေစက်ကေ53လုံးเนาะဒီကောက်3ကောက်တော့ရှိပါတယ် TikTok က2ကောက် YouTube က1ကောက်ကျန်တာကျွန်တော်မှာအကောက်မရှိပါဘူးเนาะကျန်တာ